ဒီနေ့ကရလေးခုနဖောက်ထားပါတယ်ရှင်ဒီမှာရလေးပောက်သွားတယ်ပေါ့အဲ့ဒါนี่မွေးနေပဲမွေးကြည့်ကျွန်တော်တစ်လုံးပဲလဲလို့ရပေါ့နော်ဘောနော်ကလေးကဒီမှာပါကလေးရဒီမှာတပလဲလိုက်ရလေးပောက်သွားတယ်ပေါ့နော်နောက်ပြီးရဝင်လာလေအခုဒီမှာကဒီဖျေးသေးတဲ့ပေါ့ရှင်နံပါတ်တော့စတော်ဘယ်ရီပောက်ရပြပြပြောပါလေဒီစီခတ်ပောက်ရနော်အရင်ချက်ကြပါနော် he's being a shopper ဒီမှာရလေးဖောက်လိုက်ရပြီလေးပေါက်ပြမယ်ပေါ့နော်ပြလည်းမကြည့်နဲ့သူဟာလည်းတခုမှမလာပြပါမယ်နော်ဒါရိုက်တော့ပေးဒါငါကြောင်းပြီးနေမှာနေလို့ရိုက်တော့ယူလိုက်အပိုင်နော်အပိုင်ယူလိုက်ကျွန်တော်တော့ဒီဆောက်ခလိုက်ဟာရပေါ့ပြမယ်နော်အမနော်ကပဲသုံးတော့ညောင်းဆောက်ခလို့ဟုတ်လားဟုတ်လားဟမ်ဒီကရှိရကတည်းကရခလိုက်ပြမယ်ดูว่ามมี่หาเรียนล่ะมาจิမမီးရစတော်ဘယ်ရီဟာจิဖဲနေရလဲမဖြစ်လာလဲငါတရားဖောက်ဘူးကဟာဘာဖြစ်လာလဲစိတ်ကူလာပြီနေအောက်ကပြရှေ့တိုးလေဒီမှာနပောင်းလိုက်တပောင်းပဲကြံတော့လားမင်းဒါကိုပောက်မယ်ထင်နေပါလို့ဆိုအဲ့ဒါအရန်လေမှုရတာပူပြီးပေါ်ပြီးလာဖြစ်လို့အဲ့စတော်ဘယ်ရီရတယ်နော်စတော်ဘယ်ရီရတယ်ခဏလေးပတ်ရှူရဟုတ်တယ်မိုက်ဖြစ်တယ်မိုက်စားတယ်ရှိတယ်ငါမင်းလာကြဟမ်ငါမင်းလာကြကျန်အမေမိုက်စတီအော်မိုက်မရှိစေကူလာတမီဖောက်ထားတာပါဟာကက်ကနိကလည်း你အဲ့လိုကလေးလားငါဟာကြောင့်ဘုံတိတ်လေးသူ့ဟာရတဲ့ရှင်ရည်သူ့ထောက်ခွင့်နဲ့တူရမှာတဲ့ဟာမပြောလို့ဒါဒီယာကက်တီစတော်ဘယ်ရီကက်အမလေးပြောကြပါဟုတ်တာနမွေးလာဘာဘာပပူ
ကိုရှူတာပြပါမယ်ရှင်ကြောင်း အဲ့ဒါကြောင်းပဲလေဟုတ် ခဏမဲ့နှုတ်ဆက်ပွဲပေါ့နော်ပြအောင်မယ်ဟိုမှာရှိသေးတယ်ဟာပေါက်ရပါကက်ပြန်မယ် ဟုတ်လေ ဒီမှာယူကီဒါယူကီလွယ်အိတ်ဒါယူကီလွယ်အိတ်ဒီရာကအခုလင်းနေဖောက်လိုက်တာအခု29ရက်နေ့မှ29ရက်နေ့ဒီနေ့ဖောက်လိုက်တာမွေးနေမယ်စတော်ဘယ်ရီနဲ့ပေါက်ရှင်ပါတယ်စတော်ဘယ်ရီတူအဲ့ချေပါတယ်ဘာပေါက်ရှင်လဲ2ခုရှိတယ်3ခုရှိတယ်ဘာပေါက်ရှင်တော့အယောင်လေးဒီအယောင်ရယ်နောက်ပြီးရဖျဲသီးရယ်နောက်ပြီးစတော်ဘယ်ရီရယ်စတော်ဘယ်ရီရယ်လို့ကြည့်တာစတော်ဘယ်ရီပေါက်သွားရယ်တော့အကတူမိုးလေးထောင်ဖို့ပါတယ်ဒါမျက်လုံးတစ်ဖက်ပဲလို့ရကလေးကပြတ်မယ်မာဘာကလေးကဒီမှာပေါ့ကတရားဖတ်ပြရှူပြပါမယ်ရှင်ဒီရာကိုတဲ့စတန်လီလုပ်ပေးပါမယ်စတန်လီHello, baby. Bye bye.